လာပါရှင်ချမ်းမြေရဲ့ channel ကကြိုဆိုလိုက်ပါတယ်။ဘာမြူတာထရီကန်သေမင်းတကားဝလားအချိန်ခီးသွားခြင်းလားဘာမြူတာထရီကန်မှာသင်္ဘောတွေနဲ့လေယာဉ်တွေဘလောက်တောင်ပျောက်ဆုံးခဲ့လဲအဲ့ဒီပျောက်ဆုံးမှုတွေကလူတွေရဲ့အမှားလားဒါမှမဟုတ်တဘာဝလွန်ဖြစ်ရတွေကြောင့်လားအဖြေရှာကြည့်ဖို့ကျွန်တော်တို့မှာစိတ်ဝင်စားစရာဇာတ်လမ်းတစ်ပုဒ်ရှိပါတယ်။အဲ့ဒါကတော့ SS Cotopaxi သင်္ဘောအကြောင်းပါ1925ခုနှစ်မှာဒီသင်္ဘောကတောင်ကာရိုလိုင်းနာကနေကျူးဘားကိုအသွားလမ်းမတင်အချက်မပြပဲပျောက်ဆုံးသွားခဲ့ပါတယ်ဘယ်သူမှရှာမတွေ့ခဲ့ပါဘူးဒါပေမဲ့1980ပြည့်နှစ်တွေမှာဖလော်ရီဒါကမ်းလွန်မှာသင်္ဘောပြတ်တစ်ခုကိုတွေ့ခဲ့ကြပါတယ်အဲဒီတုန်းကတော့ပညာရှင်တွေကဘာသင်္ဘောလဲဆိုတာမခွဲခြားနိုင်လို့ Bear Wreck လို့တောင်မှနာမည်ပေးထားခဲ့တာပါနောက်ဆုံး2020ခုနှစ်ဇန်နဝါရီကျမှဒါဟာပျောက်ဆုံးနေတဲ့ SS Cotopaxi ဖြစ်မှန်းအတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်ထူးခြားတာကဒီသင်္ဘောကဘာမြူတာထရီကန်နဲ့နမိတ်ထဲမှာရှိမနေတာပါပဲဘာမြူတာထရီကန်ဆိုတာဘာလဲတကယ်တော့ဘာမြူတာထရီကန်ဆိုတာမြေပုံပေါ်မှာတရားဝင်သတ်မှတ်ထားတဲ့နေရာမဟုတ်ပါဘူး1964ခုနှစ်မှာစာရေးဆရာ Vincent Gaddis ကမဂ္ဂဇင်းဆောင်းပါးတစ်ပုဒ်မှာဒီနာမည်ကိုစတင်သုံးနှုန်းခဲ့တာပါဒီနယ်မြေကစတူရန်မိုင်9တန်းကနေ1.5တန်းအထိကျယ်ဝန်းနိုင်တယ်လို့ခန့်မှန်းကြပြီးတော့ထရီကန်ပုံစံရှိတယ်လို့ယူဆကြပါတယ်ဒီနေရာရဲ့ထူးဆန်းမှုတွေက15ရာစုခရစ္စတိုဖာကိုလမ်ဘတ်လက်ထက်ကလေးကစတင်ခဲ့တာပါသူတရင်ပြေကိုဖြတ်တန်းစင်မှာပင်လယ်ထဲကိုအေယာမမီတောက်ကြီးတစ်ခုကျလာတာကိုမြင်ခဲ့ရသလိုသူ့ရဲ့တန်လိုင်းအိမ်မြောင်ကလည်းအလုံးမလုံးတော့ပဲအယူမှုကိုလှည့်ပတ်နေခဲ့ပါတယ်Flight 19နဲ့အချိန်ခီးသွားခြင်း1945ခုနှစ်မှာတော့ Flight 19လို့ခေါ်တဲ့ရေတက်လေယာဉ်၅စီးကဗဟီလီဆန်ဆန်ပဲပျောက်ဆုံးသွားခဲ့ရပါတယ်။လေယာဉ်မှုတေလာမှာနာရီမပါခဲ့သလိုတန်လိုက်အိမ်မြောင်တွေလည်းပြတ်ခဲ့ပါတယ်။ဒါကိုအကြောင်းရင်းမသိပဲပျောက်ဆုံးခြင်းလို့သတ်မှတ်ခဲ့ရတယ်။1990ခုနှစ်မှာလေယာဉ်မှု Bruce Gannon ဆိုသူကထူးဆန်းတဲ့လျှက်စစ်မြူခိုတွေနဲ့တိုးခဲ့ပြီးတော့85မိနစ်ကြာမဲ့ခီးကို35မိနစ်ထဲနဲ့ရောက်သွားတာမို့သူကအချိန်ခီးသွားခဲ့ရတယ်လို့ယုံကြည်နေပါတယ်။2014နဲ့2015ခုနှစ်တွေမှာလေယာဉ်မှုတွေကပင်လယ်ပေါ်မှာပြန်တန်းနေတဲ့ UFO လိုမျိုးထူးဆန်းတဲ့အရာဝတ္ထုတွေကိုမြင်ခဲ့ရပြီးတော့ဗီဒီယိုပါရိုက်ကူးနိုင်ခဲ့ပါသေးတယ်။သိပ္ပံနည်းကျရှင်းလင်းချက်များဒါကိုပညာရှင်တွေကနီလန်းမျိုးစုံနဲ့ရှင်းပြဖို့ကြိုးစားကြတယ်။ပထမတစ်ခုက Brockwave လို့ခေါ်တဲ့အရာမလိုင်းလုံးကြီးတွေပါ။လိုင်းလုံးတွေတစ်ခုနဲ့တစ်ခုထပ်သွားတဲ့အခါပေ100ကျော်အထိမြင့်တဲ့ရေတိုင်းကြီးတွေဖြစ်လာပြီးတော့သင်္ဘောကြီးတွေကိုချက်ချင်းဝါးမျိုးပြင်နိုင်ပါတယ်။နောက်တစ်ခုကတော့ hexagonal clouds လို့ခေါ်တဲ့စက်တကန်ပုံစံတိမ်တိုက်တွေပါဒီတိမ်တိုက်တွေကနေတနအီမိုင်190နှုန်းရှိတဲ့လေပြင်းတွေကိုထုတ်ပေးပြီးတော့လေယာဉ်တွေကိုပြတ်ကျစေနိုင်ပါတယ်ပင်လယ်ကျမ်းပြင်ကမီသိန်း gas တွေပေါက်ကွဲထွက်လာရင်လေရေရဲ့သိသိစားလျော့သွားပြီးတော့သင်္ဘောတွေကရုတ်တရက်နစ်မြုပ်နိုင်ပါသေးတယ် Atlantic မြို့တော်နဲ့အခြားကမ္ဘာထရီကန်များ Charlie Barlis ဆိုသူကတော့ဒီနေရာအောက်မှာနစ်မြုပ်နေတဲ့ Atlantic မြို့တော်ရှိပြီးတော့အဲဒီကစွမ်းအင်တလင်ခဲခရစ္စတယ်ရီကြောင့်စက်ပစ္စည်းတွေချုပ်ယွင်းထားလို့ဆိုပါတယ်။ဒီ theory ကရည်စရာကောင်းပေမဲ့လူသန်း20ကျော်ကတော့ဒါကိုယုံကြည်နေကြပါသေးတယ်။တကယ်တော့ဘာမြူတာထရီကန်လိုနေရာမျိုးကအခြားနေရာတွေမှာလည်းရှိပါတယ်။ American က Michigan Triangle နဲ့ Japan က Devils Triangle တွေမှာလည်းသင်္ဘောတွေဗဟီလီဆန်ဆန်ပျောက်ဆုံးနေရှိပါတယ်ရှင်။အေယာမပြည်ကြီးက The Kraken ကြောက်စရာကောင်းဆုံး theory တစ်ခုကတော့အေယာမပြည်ကြီးနာ Giant Squid တွေပါ။ဇန်နဝါရီထဲက Kraken ဆိုတဲ့သတ္တဝါကြီးတွေကတကယ်ရှိပါတယ်။2004ခုနှစ်မှာပေ30ကျော်ရှိတဲ့ပြည်ကြီးငါးကြီးကိုဗီဒီယိုရိုက်ကူးနိုင်ခဲ့သလိုအကြီးဆုံးရှာဖွေတွေ့ရှိမှုကတော့59ပေအထိကိုရှိပါတယ်။ဒီသတ္တဝါကြီးတွေမှာဘတ်စကတ်ဘောလုံးလောက်ရှိတဲ့မျက်လုံးကြီးတွေနဲ့ချွန်ထက်တဲ့သွားတွေပါတဲ့လက်တံတွေရှိတယ်။သူတို့ကပင်လယ်အောက်ခြေကနေသင်္ဘောတွေကိုတိုက်ခိုက်ပြီးတော့ရေအောက်ကိုဆွဲနှင်နိုင်စွမ်းရှိပါတယ်။ရှေးခေတ်ကသင်္ဘောတွေကတစ်သားနဲ့လှုပ်ထားတာမို့လို့ဒီကောင်ကြီးတွေရဲ့တိုက်ခိုက်မှုကိုပို့ပြီးတော့ခံခဲ့ရနိုင်ပါတယ်ရှင်။တကယ်တော့ဘာမြူတာထရီကန်ကကမ္ဘာပေါ်မှာသင်္ဘောအသွားလာအများဆုံးလမ်းကြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။သင်္ဘောသွားလာများတဲ့အတွက်မတော်တဆဖြစ်နိုင်ခြေလည်းပိုများတယ်။ဒါပေမဲ့အပြေရှာမရတဲ့ပျောက်ဆုံးမှုတွေကတော့ဒီကနေ့ရာကိုအခုထိဗဟီလိဖြစ်စေတော့မှာပဲရှင်။သင်ရောဘယ်လိုထင်ပါသလဲ။အဖြေကို comment မှာရေးပေးခဲ့ပါအောင်ရှင်။